လာပူဆိုတဲ့ hero ကထွက်တာမကြသေးဘူးဆိုမှ nerf တင်နေပြီလို့ကျွန်တော်ထင်တယ်ဗျကိုယ့်ကိုအပျော်ပဲဆော့ serious ပဲဆော့ဘလို့ဆော့ကိုသူ S တက်လုံးရရဘယ်လို့ရှိရင် MVP ရအောင်ရတယ်ပြဲတယ်အဲ့လိုပြောလို့ပွဲတိုင်းနေမှာပဲလို့ထင်လိုက်လို့ရှိရင်တော့ဖားပါလိမ့်ပဲဗျဒီပွဲမှာလည်းခါတိုင်းဆော့ရကြတယ်ပဲကျွန်တော်နွားပြန်ယူသွားကူပေးတယ်ပေါ့နော်အဲ့လို clutch shader ကိုသွားကူပေးလို့ရှိရင်ကောင်းတဲ့ချက်ကဘာလဲဆိုလို့ရှိရင်ဟိုဘက် clutch shader အဲ့မှာသူလား flash ခုံသွားတာပြန်ရလိမ့်ပဲကြည့်တယ်တွေ့လားအဲ့လိုမျိုး flash ခုံသွားတာဆိုတော့ကိုယ့် clutch shader တာနေတာပေါ့နော်ပြီးတော့တည့်တဲ့အတိုင်းပဲ support ဆိုတော့ support လို့လုပ်ရတာပေါ့နော်အဲ့ဒီဘက်က rapid တွေတီးတယ်ဆိုတဲ့တရေရတာလို့သွားကြည့်ရပဲလေဘယ်သူကမတီးတယ်လို့ဆိုတော့တည်းအခြေတည်းကိုလို့ခေါ်ပလဲတောက်ကြသွားတာပေါ့နော်ဒီ clutch shader နဲ့အတူတူ teleport ဝိုင်းစားကြတယ်teleport ရပြီဆိုလို့ရှိရင်အခြားလေးတွေကို backup ပြန်ကြရတော့မှာပေါ့နော်အဲ့လိုလည်းပဲကျွန်တော် mid lane ကိုဆင်းသွားလိုက်တယ်ဒါပေမဲ့လည်း mid lane မှာဘာမှလုံးစရာမရှိဘူးဆိုတာသိတော့ကျွန်တော် farm lane ကိုတက်ဖို့ဆုံးဖြတ်လိုက်တာပေါ့နော် farm lane ရဲ့ရောက်တော့ masma နှစ်ကောင်ဖြင်းနေပြီမဲ့လည်းကျွန်တော် masma ကိုမကယ်နိုင်ခဲ့ပဲနဲ့ masma မှောက်သွားခဲ့တာပေါ့နော်ဒါပေမဲ့လည်းမရအောင်အနီဘက်ကလောဘသားကောင်တွေကလိုက်ရိုက်တော့အဲ့မှာထွက်ပြေးလာခဲ့ရတယ်မင်းရဲ့ aim ကအရန်တိကျလို့၄ကောင်ကြားထဲဝင်ပြီးတော့စတန်ပေးမယ်ဆိုတဲ့အချိန်မှာတရားကြောင့်စက္ကန့်လောက်အိပ်ပျော်သွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အိမ်ကိုပြန်လာခဲ့လိုက်တယ်ပေါ့နော်အဲ့လိုပဲ support ကအခုမှထွက်လာပါတယ်ဆိုသူတို့ရဲ့ဗဒဲကမပြီးတော့ဘူးတောက်လျှောက်ကိုလိုက်ဆိုင်နေတာပွဲလင်းကိုလည်းပြန်အောင်ဟိုဘက်ကလည်း3ရောဒီဘက်ကလည်း3ရောဆိုတော့ကိုယ်ဘက်ကလည်းရန်ချနေတယ်ဆိုတော့မှအတိမေကိုပေးလိုက်တယ်အတိမေကိုပေးလိုက်တယ်ဆိုမှလည်းကျွန်တော်ပြန်ပြေးတဲ့အချိန်မှာမလွတ်သွားဘူးဗျဒါပေမဲ့လည်းမိက damage အရင်ထွက်နေတာဆိုတော့ဗျဟိုဘက်က support လည်းပြန်ရလိုက်တယ်ဆိုတော့141 ပဲဆိုတော့တန်ပါတယ်ပဲပြောရမှာပေါ့အဲ့မှာ double kill ဆိုပြီးထပ်ယူသွားတော့မိကပိုးပြီးတော့တန်သွားသေးတယ်ကျွန်တော်တို့ကဒီနေ့ပဲ support ဆိုတော့လည်းပြန်ထွက်လာတယ်အဲ့မှာ jungle ကိုသွားပြီးတော့ objective သွားကူပေးရတာပေါ့ဗျာဘယ်တက်နိုင်မလဲနော်ဒီနားကနေချောင်းရဲ့အတန်ပဲဆိုပြီးတော့အတိမေကိုတုံးလိုက်တဲ့အချိန်မှာလွဲသွားတယ်ဗျ flash ပါထပ်ပေးရတာဆိုတော့မတန်ဖြစ်သွားတယ်ကျွန်တော်လည်းအားနဲ့ရှယ်ပြီးတော့နောက်ပြန်ဆုတ်လာတာပေါ့နော်ဘယ်တက်နိုင်မလဲအဲ့ဒါဟိုဘက်က support နဲ့ masma လောဘသားကောင်ပြီးလိုက်ရိုက်တယ်ဆိုမှလည်းကျွန်တော်ပြန်ပြေးလာခဲ့လွတ်သွားတယ်ပေါ့နော်ကိုယ့်ကို record ထောက်လိုက်လို့ရှိရင်အိမ်ပြန်ရောက်နေပြီဟာယူအဲ့မှာသွားပြီး teammate ကောင်လေးလောက်တာ record ခေါ်စရာမလိုပဲနဲ့အနီဘက်ကအိမ်ပြန်ပို့ပေးလိုက်တာပေါ့နော်ဒီနားမှာရလိုက်တဲ့သင်ခန်းစာဘာလဲဆိုတော့ဖင်မရပါနဲ့တဲ့ဒီလိုလည်းပဲထွက်လာတယ်ဟိုဘက်ချက်မှာပြဿနာတက်နေတာဆိုတော့ဒီလို ultimate လေးပေးလိုက်တဲ့ဆိုရင်လည်းဘာမှလည်းဖြစ်မသွားဘူးခါလီကြလို့ရှိရင်အဲ့လိုပဲကို dark system လောက်တော့ထင်ပြီးအဲ့မှာလည်း ultimate ကိုမြန်မာလိုလေကိုရိုက်ချတာပေါ့နော်အဲ့လိုမျိုးအဲ့လိုပဲတက်ရောက်မှုတိုင်းမှာတန်မယ်တက်ရောက်မှုရှိရဆိုရင်အဲ့မှာ maximum ပေးဆက်လိုက်ရတယ်ပေါ့နော်ကျွန်တော်ရဲ့ spell လွှဲမှုကြောင့်ဒါပေမဲ့လည်းသူတို့ရဲ့ jungle game ကိုပြန်ရသွားတာဆိုလည်းမစိုးတန်တယ်လို့ပဲပြောရမှာပေါ့နော်အဲ့လိုပဲတန်ကန်ပြီဆိုလို့ရှိရင်တာဝါနဲ့ပြေးဝင်တာ last ရဲ့အထားပေါ့နော်ပြေးဝင်သွားလို့ဘာရလဲဆိုတော့နောင်တတွေတော့ရတာပေါ့တန်ကန်ထားတော့လက်ရိုက်ခံရလို့ရှိရင်ဘာပြောချင်လဲဆိုတော့လေမလုပ်ပါနဲ့ဟိုးစတော့မလုပ်ပါနဲ့လို့ပြောချင်ပေမဲ့အဲ့မှာတေသွားခဲ့တယ်ပေါ့နော်ကိုကဘယ်လောက်ပဲတည်အားလီမကူရတဲ့ clash ချိန်နာလေးနွားပြန်ကြီးကတော့ရိုက်ပြသွားတယ်ဆိုတော့မြန်ကေးတွေပြန်ရပြီဆိုတော့တန်နေပဲပြောရမှာပေါ့လေတေသွားတာကတော့ suppose ဆိုလည်းတည်ရတဲ့အတိုင်းပဲ spell တွေကခြံထားလို့မရအောင်လေကို teammate ကလိုက်ခံရပြီဆိုတော့လည်း spell လေးပေးပြီးပြန်ပတ်ကြတာပေါ့နော်ဒါပေမဲ့လည်းကို teammate တွေကခေါင်းပါတယ်မရဘူးရိုက်မယ်ဆိုတာကြီးပဲအဲ့ဒါနဲ့ကျွန်တော်ခေါင်းနဲ့တိုးပြီးဝင်ပြီးတော့ကေးလေးကောက်ခါခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်ပြောလာဘူးရလွှတ်ပေးတာလို့မရတော့ဘူးဗျတခုတော့လုံးမရမယ်လာဘူး nerf တခု adjustment တခုလုံးမရမယ်ဒီလိုပဲ check-in ဆောင်တို့ပဲဒီနားလေးမှာ3 month စတန်ကောက်ပေးလိုက်ပေမဲ့လည်း bucket damage ကထင်သလောက်မပါလာခဲ့ဘူးပေါ့နော်ကျွန်တော်ဆရာနွား9ကောင်ကြားထဲမှာရိုးရိုးစက်ကက်တွေဖြစ်ပြီးတော့လည်းကေးရသွားတယ်ပေါ့ကျွန်တော်ဒီဘက်ကလူတွေကအဲ့လိုနဲ့ပဲပြေးရင်ပြန်လွတ်မလားဆိုပြီးပြေးကြည့်ပေမဲ့လည်းမပြေးနိုင်ခဲ့ပါဘူး masman လက်ချက်နဲ့ပဲကုန်းလဲရတာပေါ့နော်အိမ်မရအောင်လို့အဲ့လိုနဲ့ပဲကိုရီးယားကောက်စားကြံကလေးကဝင်ရိုက်တဲ့အတွက်ကြောင့်မလို့ enemy ဘက်ကဒရင်လုံး white out ဖြစ်သွားတယ်ပေါ့နော်ဒီလိုပါပဲခါစီရောလည်းကျွန်တော်တို့ support player လေးရပေးဆက်ချင်းတာအဓိက gain နိုင်မှုတာအဓိကဆိုတဲ့ player လေးဖြစ်သွားတာပေါ့နော်အဲ့မှာဆိုရင်လည်းဘာလို့လဲတော့မသိပေမဲ့ mobility မြင့်နေမေကြီးကိုကျွန်တော်နဲ့ဂျန်ကလိုက်ရိုက်တယ်အဲ့မှာအားရပါ supply တွေအကုန်ပေးပြီးတော့ရိုက်တာအဲ့ဒီအချိန်မှာဟိုဘက်ကဂျန်ကသူ့ကိုလည်းမဖိတ်ဘူးလားဆိုပြီးတော့ဝင်ပြီးတော့ party ကိုလာ join နေပေါ့နော်ဒီနေရာမှာဘာသင်ခန်းစာရတယ်လဲဆိုလို့ရှိရင်ဘယ်တဲ့ကိုမစတင်မစပါနဲ့ဆိုတဲ့သင်ခန်းစာပေါ့နော်အဲ့လိုနဲ့ပဲမေကြီးကိုအဆုံးသက်ပြီးတဲ့နောက်ပိုင်းမှာဂျန်ကလိုက်ကောက်ရင် double kill ရသွားတယ်ပေါ့နော်အဲ့လိုနဲ့ပဲ make up bucket တွေပါကြာလာပြီးလိုက်ရိုက်မယ်ပါညာဆိုပြီးတော့စဉ်းစားလိုက်တဲ့အချိန်မှာပဲဟိုဘက်ကတကောင်းမှမသိဘူးနဲ့ပြန်လွတ်သွားတယ်ပေါ့နော်အဲ့လိုပဲ let's say ဝင်ရပါအချင်းနဲ့တာဝါထဲဝင်ပြီးတော့ဟိုဘက်ကဂျန်ကလာကိုရိုက်နဲ့ဆုံးမလိုက်တယ်ပြီးတော့လည်းသွေးကုံတော့အိမ်ပြန်ရောက်သွားတာပေါ့တခါတည်းအဲ့လိုပဲတခါကျတော့လည်းကိုယ်တိုင်ဖင်ရတာဆိုတော့လေနောက်ဆုံးအချိန်မှာမပါသွားခဲ့ဘူးပေါ့နော်ဘာပဲပြောပါ gain နိုင်မှုကအဓိကဆိုတော့လေ gain ကနိုင်သွားခဲ့တယ်ပေါ့နော်တခါတည်းကျတော့လည်း live မဆော့ပေမဲ့လည်းနိုင်သွားတာပါပဲအဲ့လိုမျိုးပဲโอเค GOS နှလုံးနဲ့တပွဲလုံးဘာမှမလုပ်တော့ဘူးပြီးတော့လေ MVP ရတဲ့ဂျန်ကလာနဲ့နင်လားငါလားဖြစ်နေတယ် S နှလုံးဆိုပြီးတော့မိတ်ဆွေတို့ဘယ်လိုထင်လဲလာဖို့ကို nerf တင်နေထင်လားဒီတိုင်းထားတင်နေထင်လားနောက်လည်းဗီဒီယိုလေးတင်သွားမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်အကောင့်လေး subscribe လုပ်ခဲ့ပါဦးခင်ဗျစုံတီးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်